အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့အလုပ်တွေရှုံးပင်မနှွှဲနေလာပြီးတဲ့နောက်မှာညဘက်မှာကောင်းကောင်းမွန်မွန်အိတ်ဆက်အနားယူခြင်းကြတာလူတိုင်းပါပဲ။ဒါပေမဲ့ခက်တာကအိယာရဲရောက်ရင်အိမ်မပြောပဲမိုးလဲဒီလဲနဲ့အချိန်လေးကုန်နေတတ်တာပါပဲ။လူကြီး14ရာခိုင်နှုန်းလောက်ကနေတိုင်းလိုအိပ်ပျော်ဖို့ခက်ခဲနေကြပြီး25ရာခိုင်နှုန်းလောက်ကတော့လုံလောက်တဲ့အိတ်ဆက်ချိန်9နာရီကိုတော့မရရှိကြပါဘူး။အဲ့ဒီပြတ်တာကဆေးရုံကိုပါထိခိုက်စေနိုင်တယ်လို့ယောဂဗျာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့သိပ္ပံနည်းကြတက်သိပြထားတဲ့ချက်ချင်းအိပ်ပျော်စေမယ့်နီလန်ကောင်6ခုကိုမျှဝေပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အာရုံခံစားမှုကိုအရင်ဆုံးငြိမ်သက်အောင်လုပ်ဖို့လိုပါတယ်။အဲ့ဒါကတော့ငြိမ်းချမ်းတဲ့ဂီတတန်ကိုနားထောင်ပေးတာပါပဲ။အဲ့ရမဝင်ခင်15မိနစ်ကနေမိနစ်20အလိုမှာငြိမ်းချမ်းတဲ့ဒီဂီတဒါမှမဟုတ် white noise လို့ခေါ်တဲ့သဘာဝအသံလေးတွေကိုနားထောင်ပေးပါ။ဒါဟာသင်စိတ်ကိုအနားရစေတယ်လို့အပြင်ကနောက်ဆက်တဲ့အသံတွေကိုလည်းဖုံးကွယ်ပေးနိုင်ပါတယ်။ဒီလိုအတန်လေးနဲ့စိတ်ကိုအေးချမ်းအောင်လုပ်ပြီးဆိုရင်တော့ခန္ဓာကိုယ်ကိုချက်ချင်းအိပ်ပျော်သွားအောင်လေ့ကျင့်ပေးရဲ့စစ်တပ်သုံးအိပ်စက်နည်းကိုစမ်းကြည့်သင့်ပါတယ်။ဒါကတော့စစ်သေးတော်တွေ2မိနစ်အတွင်းအိပ်ပျော်စေဖို့စက်စုနည်းချီသုံးဆွဲလာတဲ့နီလန်မှာနတ်ဘူးမျက်လုံးနဲ့မေးရုပ်အပါဝင်မျက်နှာတစ်ခုလုံးကကြွသားတွေကိုအရင်ဆုံးရှော့ချလိုက်ပါပြီးရင်ပခုံးကိုရှော့ချပြီးလက်ကိုဘေးမှာအသားလေးချထားပါအသက်ကိုခမန်မှန်ရှုသွင်းရှုတော့လုပ်ပြီးရှင်မကရင်တက်စေပေါင်ခြေသလုံးနဲ့ခြေပြားအထိတကိုယ်လုံးကိုပြချော့လိုက်ပါနောက်ဆုံးစိတ်သက်ကလောက်စိတ်ကိုလွတ်ထားပြီးတာယာတဲ့နေရာတစ်ခုကိုစိတ်ကိုယဉ်ကြည်ပါစိတ်ကြည်သွားတာနဲ့သင်အိပ်ပျော်သွားပါလိမ့်မယ်တကယ်လို့ဒီနီလန်းထဲမှာတကိုယ်လုံးကတင်းတောင်နေတော့မယ်ဆိုရင်တော့ကြွက်သားတွေကိုအစင်းစင်ပြေရောတဲ့နီးကပိုပြီးထိရောက်ပါလိမ့်မယ်။ဒါကတော့ခြေချောင်းလေးတွေကရင်စားပြီးမျက်နှာအထိကြွက်သားစုတွေကိုတစ်ခုချင်းစီအားဆိုင်ညင်လိုက်ပြန်လျှော့လိုက်လုပ်ပေးရတဲ့နီလန်းမှာတနေရာကို9စက္ကန့်ကနေ10စက္ကန့်လောက်ညှစ်ထားပြီးမှပြန်လျှော့ပေးပါ။ဒီလိုလုပ်ပေးတာဟာစိတ်ပီစီမှုကိုတိတိတတ်တာလျှော့ချစေပါတယ်။ခန္ဓာကိုယ်ကကြွက်သားတွေပြေရောသွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံကိုထိန်းချုပ်ဖို့လိုလာပါပြီ။အဲ့ဒီအခါမှာစိတ်ကူးပုံပေါ်တာကိုအသုံးပြုနိုင်ပါတယ်။ကိုယ့်အတွက်စိတ်အေးချမ်းစေမယ့်အမှတ်တရတစ်ခုဒါမှမဟုတ်နေရာတစ်ခုဥပမာပင်လယ်ကမ်းခြေဒါမှမဟုတ်တောလေးကိုစိတ်ကူးထဲမှာပုံဖော်ကြည့်ပါ။အဲ့ဒီနေရာရဲ့အနံ့အသက်အတန်နဲ့မြင်ကွင်းတွေကိုအသေးစိတ်ခန်းစားကြည့်လိုက်ရုံနဲ့စိတ်ပစ္စည်းမှုကိုမောင်းထုတ်နိုင်ပြီးသင်စိတ်ဟာအိတ်ဆက်ခြင်းစီကိုအလိုလိုရောက်သွားမှာပါ။ဒီလိုစိတ်ကိုပုံပုံရုံတင်မကပဲစိတ်ကိုပို့ပြီးတည်ငြိမ်ခြင်းနဲ့ဆိုရင်တော့တရားရှုမှတ်တာကအကောင်းဆုံးပါပဲနေ့ဘက်မှာမိနစ်20လောက်တတိပဋ္ဌာန်တရားပွားများပေးတာဟာညဘက်မှာခန္ဓာကိုယ်ကိုအလိုလျောက်အနာရစေတဲ့တုပ်ပြောင်မှုကိုဖြစ်ပေါ်စေပါတယ်ဝင်လေထွက်လေကိုအာရုံစိုက်တာကစိတ်ကိုပြစ္ဆုတ်ဘက်မှာထားနိုင်အောင်ကိုကြီးပေးပြီးအဲ့ရထဲမှာအတွေ့များနေတာကိုရက်တန့်ပေးပါတယ်နောက်ဆုံးအနေနဲ့အိပ်ပျော်ဖို့အတွက်အခြေခံကြဆုံးနဲ့အရေးကြီးဆုံးနည်းလမ်းတစ်ခုကတော့အသက်ရှူလေ့ကျင့်ခန်းပါပဲအသက်ကိုတဝါကြီးရှူသွင်းပြီးဖြည်းဖြည်းမှန်မှန်ရှူထုတ်လိုက်တာဟာအုံနောက်ကိုအခုအနားယူလို့ရပြီလို့အချက်ပေးလိုက်တာနဲ့အတူတူပါပဲဒီနည်းလမ်းဟာဘယ်နေရာမဆိုလုပ်လို့ရတဲ့အထီးရောက်ဆုံးနည်းလမ်းတစ်ခုပါပဲပုံမှန်ဆိုရင်လူတစ်ယောက်ဟာအိပ်ရတဲ့လေလျောင်းပြီး10မိနစ်ကနေမိနစ်20အတွင်းအိပ်ပျော်သင့်ပါတယ်။ဒါကို sleep latency လို့ခေါ်ပါတယ်။ဒါပေမဲ့အသက်အရွယ်ရလာတာဖုန်းကြည့်များတာကာဖေးနဲ့အရက်တောက်သုံးတာတွေကြောင့်အိပ်ရခက်နေနိုင်ပါတယ်။ဒါကြောင့်ပိုကောင်းတဲ့အိပ်ဆက်ခြင်းကိုရရှိဖို့အတွက်အိပ်ချိန်နိုးချိန်ကိုနေတိုင်းမှန်ပါစေအိပ်ခန်းကိုအေးမြပြီးမှောင်နေအောင်ထားပါ။အိပ်ရမဝင်ခင်မိနစ်30အလုံးမှာဖုန်းနဲ့ electronic ပစ္စည်းတွေကိုပိတ်ထားပါ။ညဘက်မှာအစားအသောက်အများကြီးစားရမျိုးကိုရှောင်ကျဉ်ပေးပါကျမပြောချင်တဲ့ဘဝကိုပိုင်ဆိုင်မှုဆိုတာကောင်းမွန်တဲ့အိတ်ဆက်ခြင်းကနေစတင်တာပါဒီနေ့မျှဝေပေးလိုက်တဲ့ဒီလန်းလေးတွေကိုဒီညကနေစပြီးလက်တွေ့အသုံးချကြည့်ဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ပါစေ